လူအတော်များများကကိုဗုဒ္ဓဘာသာဝင်တယောက်လို့မိတ်ဆက်လေးရှိကြပါတယ်။ဒါပေမဲ့ကျွန်တော်အတွက်တော့ကျွန်တော်ဟာဗုဒ္ဓဘာသာဝင်တူပါလို့ပြောလိုက်တဲ့အခါအဲ့ဒီစကားလုံးနောက်ကွယ်မှာတကယ်ရင်သွင်းဖြစ်အတိတ်ပဲရှိနေပါတယ်။ကျွန်တော်ဟာဗုဒ္ဓဘာသာဝင်တူပါလို့ပြောလိုက်တဲ့အခါကျွန်တော်ဟာတခြားသူတွေထက်ပိုပြီးစင်ကြယ်တယ်ပိုပြီးကောင်းမွန်တယ်လို့မာနထောင်လွှားပြီးပြောတာမဟုတ်ပါဘူးအမှန်တော့ကျွန်တော်မှမတိမိုက်မဲမှုတွေအများကြီးရှိနေသေးလို့ဖယ်ရှားပြရမယ့်ကိလေသာတွေအများကြီးရှိနေသေးလို့ဗုဒ္ဓမြတ်စွာဘုရားရဲ့ဉာဏ်ပညာအလင်းတန်းကိုမလွဲမသွေလိုအပ်နေပါတယ်လို့ဝန်ခံလိုက်တာဖြစ်ပါတယ်ကျွန်တော်ဟာဗုဒ္ဓဘာသာဝင်တူပါလို့ပြောလိုက်တဲ့အခါကျွန်တော်ကတခြားသူတွေထက်ဉာဏ်ပညာပိုကြီးမားတယ်လို့ဆိုလိုတာမဟုတ်ပါဘူးကျွန်တော်ယင်ထဲမှာမာနတရားတွေကြီးစိုးနေတော့မို့လို့စိတ်ကိုနှိမ်ချတတ်တဲ့နိဝါဒတရားနဲ့ပို့ပြီးကျယ်ပြန့်တဲ့အမြင်တွေကိုသိယူဖို့လိုအပ်နေသေးတယ်လို့ဆိုလိုတာပါကျွန်တော်ဟာဗုဒ္ဓဘာသာဝင်တူပါလို့ပြောလိုက်တဲ့အခါတခြားသူတွေထက်ပိုတာလို့လည်းမဟုတ်ပါဘူးပုံညံ့လို့လည်းမဟုတ်ပါဘူးလောကမှာရှိတဲ့တတ္တဝါအားလုံးဟာတန်တူရည်တူပဲရှိကြတယ်ဆိုတဲ့အမှန်တရားကိုကျွန်တော်နားလည်သွားလို့ဖြစ်ပါတယ်ကျွန်တော်ဟာဗုဒ္ဓဘာသာဝင်တူပါလို့ပြောလိုက်တဲ့အခါကျွန်တော်ဟာကိုယ်နဲ့အဆင်ပြေတဲ့သူကိုအကျိုးပြုတဲ့သူတွေကိုပဲရွေးပြီးချစ်တတ်ခဲ့တဲ့လူသားတစ်ယောက်ဆိုတာကိုတတိပြုမိလာလို့ပါမြတ်စွာဘုရားကတော့သူ့အပေါ်မကောင်းခဲ့တဲ့သူတွေကိုပါမချမ်းမနာချစ်ခင်ပြီးဉာဏ်ပညာကရုဏာတွေနဲ့လမ်းပြပေးခဲ့တာကိုမြင်တွေ့ရတဲ့အတွက်အဲ့ဒီလိုမွန်မြတ်တဲ့အဆုံးအမတွေကိုလိုက်နာဖို့ကျွန်တော်ရွေးချယ်ခဲ့တာဖြစ်ပါတယ်ကျွန်တော်ဟာဗုဒ္ဓဘာသာဝင်တူပါလို့ပြောလိုက်တဲ့အခါဒါဟာကျွန်တော်တို့ရဲ့ကိုယ်ကြိုးစီးပွားတွေအောင်မြင်ဖို့တခုခုရယူဖို့ရည်ရွယ်ချက်နဲ့မဟုတ်ပါဘူးလောကီစန္ဒတွေအပေါ်မှာထားရှိတဲ့ကျွန်တော်ရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာတွေ့တာမှုတွေကိုတဖြည်းဖြည်းချင်းစွန့်လွတ်နိုင်ဖို့အတွက်ဖြစ်ပါတယ်ကျွန်တော်ဟာဗုဒ္ဓဘာသာဝင်တူပါလို့ပြောလိုက်တဲ့အခါဘဝကိုချောချောမွေ့မွေ့နဲ့တက်တောင့်တက်တာပဲဖြတ်တန်းခြင်းလို့မဟုတ်ပါဘူးအရာရာဟာမမြဲခြင်းဆိုတဲ့တဘောတရားကိုတည်တည်ငြိမ်ငြိမ်နဲ့လက်ခံနိုင်ဖို့ဘယ်လိုဆိုးရွားတဲ့အခြေအနေမျိုးနဲ့ပဲကြုံရစိတ်လှုပ်ရှားမှုမရှိပဲဘယင်တပါလို့ရဲရင်တည်ငြိမ်စွာနေထိုင်သွားနိုင်ဖို့အတွက်ဖြစ်ပါတယ်ကျွန်တော်ဟာဗုဒ္ဓဘာသာဝင်တူပါလို့ပြောလိုက်တဲ့အခါကိုအကျိုးအတွက်တခြားသူတွေကိုလက်ဖြားဖို့မဟုတ်ပါဘူးရလာတဲ့ဉာဏ်ပညာကိုကောင်းမွန်တဲ့နေရာမှာအသုံးချပြီးတတ္တဝါအလုံးအပေါ်စာနာစိတ်ထားလို့မိမိရောသူတစ်ပါးပါအကျိုးရှိစေမဲ့လမ်းစဉ်ကိုရှောင်လန်းဖို့ပဲဖြစ်ပါတယ်ကျွန်တော်ဟာဗုဒ္ဓဘာသာဝင်တူပါလို့ပြောလိုက်တဲ့အခါဒါဟာလောကကြီးကိုစိတ်ပြတ်ပြီးထွက်ပြေးဖို့သို့မဟုတ်ဘာမှမရှိတဲ့အနတ္တနောက်ကိုလိုက်ဖို့မဟုတ်ပါဘူးကျွန်တော်တို့ဖြတ်တန်းနေရတဲ့နေ့စဉ်ဘဝဟာတရားဓမ္မအထဲမှာပဲရှိနေတယ်ဆိုတာကိုသိရှိဖို့နဲ့ပိဿုပန်တဲ့မှာတတိနဲ့နေထိုင်ခြင်းဟာလည်းပဲစိမန်တဲ့တရားကျင့်ခြင်းဆိုတာကိုသဘောပေါက်သွားလို့ပဲဖြစ်ပါတယ်ကျွန်တော်ဟာဗုဒ္ဓဘာသာဝင်တူပါလို့ပြောလိုက်တဲ့အခါကျွန်တော်ဘဝမှာအခက်အခဲတွေအသားအစီးတွေဘယ်တော့မှကြုံရတော့မှာမဟုတ်ဘူးလို့ဆိုလိုတာမဟုတ်ပါဘူးဒါပေမဲ့အဲ့ဒီအသားအစီးတွေကိုတရားဓမ္မရဲ့အကူအညီနဲ့ရင်ဆိုင်ပြီးကျွန်တော်ဘဝတိုးတက်ရင်းကျက်လာဖို့အတွက်ကောင်းမွန်တဲ့အကြောင်းတရားတွေအဖြစ်ပြောင်းလဲပြီးဖို့ဖြစ်ပါတယ်ကျွန်တော်ဟာဗုဒ္ဓဘာသာဝင်တူပါလို့ပြောလိုက်တဲ့အခါကျွန်တော်ရဲ့နှလုံးသားဟာအတိုင်းအဆမရှိတဲ့ကျေးဇူးတည်တတ်စိတ်တွေနဲ့ပြည့်နေပါတယ်ရခဲလာတဲ့လူဘဝကိုရရှိခဲ့ပြီး
ဒီဘဝမှာတရားဓမ္မကိုကျင့်ကြံခွင့်ရတာပညာရှိဆရာကောင်းတွေနဲ့တွေ့ဆုံခွင့်ရတာဗုဒ္ဓရဲ့စိမှန်တဲ့အဆုံးအမတွေကိုကြားနာခွင့်ရတာတွေဟာမယုံနိုင်လောက်အောင်ကံကောင်းလွန်းတဲ့ကုသိုလ်အဆက်တွေမို့လို့ရင်ထဲမှာကြည်နူးပီတိဖြစ်ရပါတယ်နောက်ဆုံးအနေနဲ့ကျွန်တော်ဟာဗုဒ္ဓဘာသာဝင်တူပါလို့ပြောလိုက်တဲ့အခါကျွန်တော်ရဲ့နှလုံးသားအပြင်ဘက်ကနေကျွန်တော်ကိုစီရင်ချက်ချမဲ့ဖန်ဆင်းရှင်ဘုရားသခင်တပါးပါရှိနေလို့မဟုတ်ပါဘူးအကောင်းအဆိုးကိုတိုင်ခွဲခြားနိုင်ပြီးငြိမ်းချမ်းခြင်းကိုဆောင်ကျဉ်ပေးနိုင်မဲ့စိမှန်တဲ့ဗုဒ္ဓတဘာဝဟာကျွန်တော်ရဲ့နှလုံးသားထဲမှာကင်းအောင်နေလို့ပဲဖြစ်ပါတယ်